ဒီမေကွန်းတိတ်ကောင်းတယ်အကျိုးတရားကိုမေးတာဗုဒ္ဓဘာသာတရားအနေနဲ့တိတ်ပြီးတော့ကောင်းတဲ့မေကွန်းပဲဒီတိုင်းသေမှအသေးစိတ်ချလူတွေသေကနီးမှာကြောက်သေးတယ်သေရမှာကိုကြောက်သေးတယ်မသေးခြင်းပဲသေရတယ်မောဟနဲ့သေတယ်အဲ့ဒီသေနီးမျိုးနဲ့သေလို့ကတော့ကြောင်းဆောက်ထားတာလှူထားတာသင်္ကန်းကတ်ထားတာရန်ခံထားတာဖျားတဲထားတာတိလတွေစောက်တီးထားတာလုံးဝမလာနိုင်ပါဘူးပါဠိတော်တွေရှိပါတယ်မလိကမေဘုရားတို့အတ္တိတအလှကြီးတကဘာလုံးမလှူနိုင်တဲ့အလှကြီးကိုလှူပြီးတော့အပယ်လေးပါးကိုကြာရတယ်မဟာဒိဋ္ဌယဟန်ကြီးအနှစ်3000လောက်ယဟန်တရားကိုအားထုတ်ပြီးတော့မြက်ပင်လေးတစ်ပြင်ဖြတ်ပြီးတော့ဖြတ်ခဲ့တဲ့အပတ်လေးကြောင့်ဧတကပတ္တနဂါဖြစ်ရဒါကဘာလဲလို့မေးရင်ပုရုဇဉ်မှာဂတိမမြဲဘူးအခုဒီမှာတော့ဝင်လေသည်ထွက်လေသည်ရှူစိတ်ရှိုက်စိတ်ဒီတိုင်းလေးနဲ့သိရင်သူဂတိကိုမြဲသလားလို့မေးတယ်နိဝရဏံတမေတိတိတမထောနိဝရဏံကိလေသာတို့ကိုတမေတိတားမြစ်တိုက်ဣတိတတမထို့ကြောင့်တမထောတမထမိကိလေသာကိုတားပြီးတော့သေတဲ့ပုဂ္ဂိုလ်ဟာကိလေသာတားထားပြီးတော့သေတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပါးကြတယ်ဆိုတဲ့ထုံးစံဘယ်တော့မှမရှိဘူးအခုဝင်လေသည်ထွက်လေသည်ရှူစိတ်ရှိုက်စိတ်ဒီလိုလေးသိနေတာဒီကိလေသာကိုတားထားတာကိလေသာအဲ့ဒီချိန်မလာဘူးဘာဖြစ်လို့လဲရှူစိတ်စိတ်ကိုစိတ်ပဲသိတယ်ဝင်လေသည်ဝင်လေကိုဝင်လေတိုင်းသိပြီအဲ့ဒါအမှန်တိုင်းသိနေတာမဟုတ်လို့အပြက်ကိုသိတာမဟုတ်ဘူးအဖြစ်တက်တက်လေးသိနေတာမဟုတ်လို့တမထအဲ့ဒီတမထပုံစံလေးနဲ့သိရင်တောင်အပယ်လုံးဝမကြောက်ဂတိမြဲတယ်ဘာဖြစ်လို့လဲအဲ့ဒီချိန်ဝင်လေသည်ရှူစိတ်ရှိုက်စိတ်ဘလို့ပဲသိနေနေအဲ့ဒီချိန်လောဘမလာဘူးအဲ့ဒီချိန်ဒေါသမလာဘူးအဲ့ဒီချိန်မသိတဲ့မောဟမလာဘူးအဲ့ဒီချိန်ဒိဋ္ဌိမလာဘူးအဲ့ဒီချိန်မာနမလာဘူးအဲ့ဒီတရားတွေကိလေသာတွေသေပြီးတော့အဲ့ဒီကိလေသာတွေသေပြီးတော့ရှုစိတ်ရှိုက်စိတ်ကလေးနဲ့သုတိစိတ်ကြတဲ့ပုဂ္ဂိုလ်ဘယ်တော့မှဒုက္ခတိအပယ်မလာဘူးဆိုတာစိတ်သာချဘာဖြစ်လို့လဲပါဠိထောက်ရှိတယ်လေပါဠိထောက်ရှိတယ်လေမြတ်စွာဘုရားလည်းဟောပြီးသားပဲနိဝရဏံတမေတိတိတမထောဒီနိဝရဏတမထဒီကိလေသာကိုတားမြစ်လို့တမထနဲ့သေတဲ့ပုဂ္ဂိုလ်အပယ်သွားတယ်ဆိုတော့ထုံးစံမရှိဘူးအပယ်သွားတဲ့ပုဂ္ဂိုလ်ထုံးစံမရှိတဲ့အတွက်အဲ့ဒီရှူစိတ်ရှိုက်စိတ်နောက်ဆုံးပြောချင်တာကအဲ့ဒီသုတိစိတ်နာလေးမှာကပ်ပြီးတော့ကြောင်းလူတာမပေါ်နိုင်ဘူးမနှဲတွေးရမှာသင်္ကန်းလူတာမပေါ်နိုင်ဘူးတိလစောက်လိတာမပေါ်နိုင်ဘူးအဲ့ဒီချိန်မှာမိမိခန္ဓာပေါ်ကိုညံရောက်ဆိုတာအဲ့ဒါခန္ဓာညံရောက်ပဲအဲ့ဒီခန္ဓာပေါ်ကိုညံရောက်ပြီးတော့ရှူစိတ်ပဲရှိုက်စိတ်ပဲဝင်လေလေးထွက်လေလေးဒီတိုင်းလေးအမှန်တိုင်းသိရင်းနဲ့ဗျတ်ဆိုသုတိစိတ်ကြစိတ်သာချအပယ်လေးပါလွတ်ပါတယ်စိတ်သာချပါ